ရှေတုန်းကရွာလေးတစ်ရွာမှာလှပါဆိုပြီးတဲ့စပားကင်းလေးအကြားမှာလူတအိမ်ရှိလေတဲ့ကွယ်အဲ့ဒီအိမ်ရဲ့မိဖို့ချောင်ထဲမှာစံအပြည့်ထည့်ထားတဲ့စင်အိုကြီးတစ်လုံးရှိတယ်အဲ့ဒီစင်အိုကြီးကိုမကြာခဏစောင်းမြော်ကြည့်နေတဲ့သူကတော့ကြွက်ကလေးတစ်ကောင်ပါပဲတဲ့ဒီနေ့မှာတော့အဲ့ဒီကြွက်ကလေးဟာစံအပြည့်ထည့်ထားတဲ့စင်အိုကြီးဘူတက်လာခဲ့လေတဲ့ကွယ် ဆန်တွေအများကြီးပဲပြုတ်ငါတော့နက်ပြည်ကိုရောက်တာပဲငါတစ်သက်နဲ့တကူဒီလောက်များတဲ့ဆန်တွေကိုစားလို့ကုန်မှာမဟုတ်တော့ဒါဟာတကယ်နက်ပြည်ပါပဲ ဒီလိုနဲ့ကြွက်ကလေးဟာတရက်ပြီးတရက်စားလိုက်အိတ်လိုက်နဲ့ပဲတာယာနေတာပေါ့ကွယ် ဟောကြည့်ကြပါဦးဗျာကျွန်တော်ဘိုက်ကလေးတစ်လားလောက်ဇိမ်ရှိရှိနဲ့စားလာတာဒီအနေထားရောက်ကုန်ပြီဆက်စားလိုက်အောင်မယ် ။တနေ့မှာတော့အေရှင်မကစင်ဦးတဲ့ကဆန်လာယူပေမဲ့ကြွက်ကလေးကအလင်းအမြန်ပုံးနေလိုက်တာမို့ကြွက်ကလေးကိုတတိမထားမိခဲ့ဘူးတဲ့ကွယ် ငါကိုမမြင်သွားလို့တော်ပါသေးရဲ့မောင်ရှင်တွေတုံသွားတာပဲဗျာ ။ဒီလိုနဲ့နောက်တစ်နေ့မှာကြွက်ကလေးဟာတတိပြန်ဝင်လာခဲ့ပြီးအိုထဲကခုံထွက်ဖို့စူးစမ်းပေမဲ့အိုထဲမှာဆန်ကအယမ်းနေနေပြီးဒုက္ခန္တာကူကလည်းအယမ်းဝနေတော့ဘလို့မှမရတော့ဘူးတဲ့ အိုးငါအခုတော့နောက်တရပါပြီအစကတည်းကခုံထွက်ခဲ့တင်တာအခုတော့အချိန်တွေလွန်ကုန်ပါပြီလေ အဲ့လိုနဲ့ကြွက်ကလေးဟာအခုကျမှနောင်တော့ကြီးစွာရပြီးစစ်အိုးထဲမှာအကူကြီးမဲ့စွာငိုနေရှာတာပေါ့ကွယ်တို့ပင်မဲ့တနေ့မှာတော့အင်ရှင်မကကြွက်လေးကိုသွေးသွားခဲ့ပြီးအရန်တနာသွားခဲ့ပါတယ်အဲ့ဒါကြောင့်အင်ရှင်မကကြက်ကလေးကိုယူပြီးရွာအပြင်တောဆက်မှာတွားလုခဲ့ပါတော့တယ် ကဲကြွက်လေးဒီတစ်ခါတော့ငါနင့်ကိုခွင့်လွှတ်ပေးလိုက်မယ်နင့်မိသားစုကိုပြန်တော့နင့်ကိုငါလွှတ်ပေးလိုက်ပြီနော် နောက်ဆုံးမှာတော့ကြွက်ကလေးဟာမစင်းစားမစင်ချင်းပဲတာယာမှုတစ်ခုကိုပဲမတ်မောတတ်တဲ့သူ့အချင်းကိုသင်ခန်းစာယူပြီးမိသားစုစီကိုပြန်သွားခဲ့လေတဲ့ကွယ်